တော့အားလုံးပဲမင်္ဂလာပါ Focus Language Center ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဘာအကြောင်းပြပြပေးသွားမလဲဆိုရင်အခုနောက်ပိုင်းမှာစပြီးတော့အင်္ဂလိပ်စာလေ့လာကြတဲ့လန်နာတွေအမေးများလာတဲ့မေးခွန်းတစ်ခုကိုဖြေပေးသွားမယ်ပေါ့နော်အဲ့ဒီမေးခွန်းကဘာလဲဆိုရင်အင်္ဂလိပ်စာကိုအခုမှစပြီးတော့လေ့လာမှာဘယ်ကနေစပြီးတော့လေ့လာရမလဲဘယ်ကနေလေ့ကျင့်ရမလဲI'm basic level ကနေမတက်သေးဘူးဘယ်လိုမျိုးလေ့လာရမလဲဆိုတာလေးတွေပေါ့နော်အဲ့တော့အဲ့ဒီဟာလေးကိုဒီဗီဒီယိုလေးမှာဖြည့်ပေးသွားပါမယ်တကယ်တမ်းတော့အင်္ဂလိပ်စာကိုလေ့လာမယ်လေ့လာနည်းတွေကအများကြီးရှိတယ်ဒါပေမဲ့ဒီဗီဒီယိုလေးမှာတော့ကျမလေ့လာခဲ့တဲ့နည်းလမ်းလေးကိုအားလုံးအတွက်ပြပြပေးသွားပါမယ်ကျမကငယ်ငယ်ကလေးက state ချမ်းသာဘွားတွေကပေါ့နော်အင်္ဂလိပ်စာကိုညံ့တဲ့ထဲတော့မပါပေမဲ့တော်ရဲသူလည်းမဟုတ်ခဲ့ဘူးတခါတလေမှဆိုရင်အတန်းထွက်တီမှားတာကြောင့်မလို့တငယ်ချင်းတွေလောင်းလာပါခံခဲ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အထက်တန်းပြီးတဲ့အခါမှာကျွန်မအစားကနေပြန်ပြီးတော့လေ့လာရတယ်အဲ့တော့အစားတွေပြန်လေ့လာတဲ့အခါမှာဘာကိုအရင်ဆုံးစလေ့လာလဲပေါ့နော်အဲ့တော့ကျွန်မကငယ်ငယ်တုန်းကတည်းကပေါ့နော်အင်္ဂလိပ်စာစလေ့လာရဘယ်ကနေပြီးတော့စပြီးသင်ခဲ့ရလဲဆိုတော့ nouns တို့ pronouns တို့ပေါ့နော်စသဖြင့်အဲ့ဒီဟာနေစပြီးတော့ငယ်ငယ်ကတည်းကလေ့လာခဲ့ရတယ်ပေါ့အဲ့တော့အခုကျွန်မအထက်တန်းပြီးတဲ့အချိန်မှာလည်းအဲ့လိုမျိုးပဲပေါ့အင်္ဂလိပ်စာရဲ့အခြေခံလေးဖြစ်တဲ့ eight pattern of speech ကိုအရင်ဆုံးသွားပြီးတော့လေ့လာရတယ်ပေါ့အဲ့ဒီမှာ noun ဆိုတာကဘာလဲ verb ဆိုတာကဘာလဲပေါ့အဲ့ဒါဒီသိသွားတဲ့အခါမှာတော့နောက်တစ်ဆင့်ဖြစ်တဲ့ tenses တွေကိုလေ့လာတယ်အဲ့ဒီနေရာမှာမေးကြတာကပေါ့နော် eight pattern of speech ကိုဘယ်နေရာမှာလေ့လာရမလဲ tense တွေကိုကောဘယ်ကနေလေ့လာရမလဲပေါ့နော်သူတို့လေ့လာဖို့ resource တွေဘယ်မှာရနိုင်မလဲဆိုတာတွေအမေးများကြတယ်ပေါ့အဲ့တော့ကျွန်မက eight pattern of speech ကိုတော့ဘယ်ကနေလေ့လာနေဆိုတော့ YouTube channel တွေမှာသွားပြီးတော့ရှာပါတယ်eight pattern of speech မှာဘယ်နဲ့10မျိုးပါတယ်10မျိုးပေါ့နော်ကျွန်မက noun ဆိုလို့ရှိရင် noun အခန်းဒီနေ့ noun အခန်းလေ့လာမယ်ဆိုပြီးတော့ YouTube မှာ noun အခန်းကိုရှာပြီးတော့လေ့လာတယ်အဲ့ဒီမှာကျွန်မကအခုမှ basic level ကိုစပြီးလေ့လာတာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာဆရာမတွေသင်ထားပြီးတဲ့မြန်မာ YouTube channel တွေကနေပြီးတော့ပဲလေ့လာတယ်တခြား English လို့ပြောပြီးတော့သင်ပေးတဲ့ channel တွေကိုမလေ့လာဘဲနဲ့မြန်မာ channel တွေကနေပြီးတော့ပဲစပြီးတော့လေ့လာခဲ့တာပါအဲ့တော့မြန်မာလူမျိုးဖြစ်တဲ့အတွက်ပေါ့နော်အရင်ဆုံးမြန်မာလူရှင်းပြတာကကိုအတွက်ပုံနာလေတယ်အဲ့ဒါကြောင့်မလို့မြန်မာလူရှင်းပြထားတဲ့ channel တွေကိုရှာပြီးတော့ YouTube ကနေတွားပြီးတော့လေ့လာတယ်အဲ့ဒီမှာ eight pattern of speech ကိုအကုန်လုံးပြီးသွားပြီဆိုရင်ကျွန်မက tense ကိုတွားတယ်ပေါ့နော် tense အထောက်ကိုဘယ်ကနေလေ့လာလဲဆိုတော့ essential grammar in use စာအုပ်ကိုသုံးပြီးတော့လေ့လာတယ်အဲ့ဒီစာအုပ်က Raymond Murphy ရဲ့ essential grammar in use စာအုပ်လေးပေါ့အဲ့ဒီစာအုပ်ကGoogle မှာရှာပြီးတော့ download လုပ်လို့လည်းလွယ်ပါတယ်အဲ့တော့အဲ့ဒီစာအုပ်မှာပေါ့နော်အဲ့ essential grammar in use စာအုပ်ကသင်ခန်းစာ unit ပေါင်း100ကျော်ရှိတယ်အဲ့ဒီ unit 100ကျော်ကိုကျွန်မကလေ့လာတယ်အဲ့ဒါလေ့လာပြီးရတဲ့ကျွန်မရဲ့တိုးတက်မှုနှုန်းကတော်တော်လေးကိုတိတတ်တာတိုးတက်လာတယ် basic level ကနေပြီးတော့လင်းမြဲမဲ့ level တွေတက်လာခဲ့တယ်အဲ့ဒီမှာအဲ့ဒီ tense ပြီးလို့ရှိရင်ပေါ့နော်အဲ့ဒါ grammar ဘိုင်းကတော့ဟုတ်သွားပြီဒါဆို speaking ဘိုင်းအတွက်ကတော့ဘယ်လိုလုပ်ခဲ့လဲပေါ့ speaking တိုးတက်ဖို့အတွက်ကိုကျွန်မက story လေးတွေပေါ့နော် short story လေးတွေကိုအတန်ထွက်ဖတ်တယ်ပြီးရင် conversation တွေကိုနောက်ကနေ sharing like လုပ်ခဲ့တယ်ပေါ့နော်sharing လုပ်တယ်ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ရှေ့ကနေပြီးတော့native တယောက်ကပြောသွားတဲ့ဟာကိုကျွန်မကသူ့အတန်အတိုင်းလိုက်ပြီးတော့ပြောရဲပေါ့နော်သူ့အတန်တိုင်းဆိုတော့ယောက်ျားလေးဆိုရင်ယောက်ျားလေးတန်ထွက်အောင်ပြောတာမျိုးမဟုတ်ဘူးเนาะသူ့ရဲ့အတန်တုံးတွေအတိုင်းကိုလိုက်ပြီးတော့ပြောကြည့်တယ်အဲ့ဒါမျိုးလုပ်တဲ့အခါမှာကျွန်မရဲ့ရှာတွက်လာတယ်ထက်ခါလည်းစာဖတ်ဖြစ်တဲ့ပုံစံမျိုးဖြစ်သွားတာကြောင့်မလို့အဲ့ဒီစကားလုံးတွေကိုလည်းမှတ်မိပြီးတော့ကျွန်မကစကားပြောတဲ့အခါမှာအလွယ်တကူပြောပြီးတော့ထွက်လာတယ်အဲ့ဒါအပြင်ကို reading အတွက်ကိုလည်းစာဖတ်ပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒါကကျွန်မရဲ့ grammar ဘိုင်းရဲ့ပြီးရင်speaking ဘိုင်းရဲ့ကိုလေ့ကျင့်ခဲ့တဲ့ပုံစံပေါ့နောက်တစ်ခု listening အတွက် listening ကိုဘယ်လိုမျိုးလေ့လာခဲ့လဲပေါ့ခုနက conversation တွေကိုနောက်ကနေ sharing လိုက်ပြောရတဲ့အခါမှာကျွန်မကနားထောင်ရတယ်ပေါ့နော်သူတို့ပြောတာကိုနားထောင်မှကျွန်မကပြောနိုင်ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ကျွန်မက listening လည်းတစ်ခါရပြီးသားဖြစ်တယ်အဲ့ဒါအပြင် YouTube မှာ English conversation လို့ခေါ်တဲ့ဗီဒီယိုလေးရှိရပေါ့နော်သူကအပိုင်းလေးနဲ့ပေါ့သူ့ရဲ့ပုံစံက short video ပုံစံလေးတွေပေါ့နော်ကြည့်ရတာလည်းမပြင်းရဘူးပေါ့အဲ့လိုမျိုးဗီဒီယိုလေးတွေကို like ကြည့်ရဲပေါ့နော်အဲ့အတွက်အဲ့ဒါလေးလိုက်ကြည့်ပိုင်များတော့ကျွန်မက listening ဆိုရင်လွယ်ကူသွားရောပေါ့နောက်ဆုံး skill တစ်ခုဖြစ်တဲ့ writing အတွက်ပေါ့နော် writing အတွက်ကိုကျွန်မဘယ်လိုလုပ်ခဲ့လဲဆိုရင်
writing အတွက်အခြေခံရေး simple sentence ရေးနည်းပေါ့နော် simple sentence ကိုဘယ်လိုရေးရလဲ compound complex sentence တွေကိုဘယ်လိုရေးရလဲပေါ့နော်အဲ့ဒါတွေကို YouTube channel ကနေပြီးတော့ရှာတယ်ပြီးရင် note လေးတွေ live မှတ်တယ်ပြီးရင်ကိုယ်တိုင်အရေးလေ့ကျင့်တယ်ကိုidea တွေထုတ်ပြီးတော့လေ့ကျင့်တာမျိုးတွေလုပ်တယ်ဒါဆိုရင်တော့ 4 skill အတွက်ကျွန်မဘယ်လိုလေ့လာခဲ့လဲဆိုတဲ့ဟာကိုပြပြပြီးသွားပြီအဲ့တော့အားလုံးကလည်းဘယ်လိုလေ့လာရမလဲဆိုတဲ့ဟာကိုပြပြစုံစုံသိပြီးလောက်ပြီးထင်တယ်နော်အဲ့တော့ basics ကနေစပြီးတော့အသေးအချာစာလုပ်ချင်နေဆိုရင်တော့ Focus Language Center ကဖွင့်တဲ့ class လေးတွေကိုလာတက်လို့ရပါတယ်တဦးချင်းတည်တဲ့တင်ပေးတာဖြစ်လို့စာလိုက်မမီမှလည်းစိတ်မပူရတော့ဘူးเนาะတကယ်လို့အသေးစိတ်သိချင်နေဆိုရင်တော့ Focus Language Center ရဲ့ page messenger မှာအာမနာတန်လာပြီးတော့မေးလို့ရပါတယ်အခုလိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်လည်းအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေတင်ပေးအောင်ပါမို့လို့ Focus Language Center ရဲ့ YouTube, TikTok နဲ့ Facebook page ကို subscribe and follow လုပ်ပေးခဲ့ကြပါအောင်เนาะ